အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Part 9 Sunny တစင်ကအဲ့ဒီနာမည်ကိုကြားလိုက်တာနဲ့မျက်နှာလေးဖြူဖြော့သွားခဲ့တယ်။အောင်ခန့်ကဖုန်းကိုကြည့်လိုက်ပြီးခေါင်းကိုမကင်သေးပဲငြိမ်နေခဲ့တယ်။မကင်တော့ဘူးလားတစင်ကတိုးတိုးလေးမေးလိုက်တယ်။အရေးမကြီးဘူး။အောင်ခန့်ပြန်ဖြေလိုက်တယ်။ဒါပေမဲ့ဖုန်းကထပ်ပြီးညီလာခဲ့တယ်။တစ်ခါနှစ်ခါသုံးခါနောက်ဆုံးမှာတော့အောင်ခန့်ခေါ်ကိုကင်လိုက်ရတယ်။ဟဲလိုဖုန်းတစ်ဖက်ကအမျိုးသမီးအတန်ထွက်လာခဲ့တယ်။အောင်ခန့်ဘယ်မှာလဲငါမင်းကိုလိုက်ရှာနေတာဆေးရုံကိုအမြန်လာခဲ့ပါအောင်ခန့်ရဲ့မျက်နှာတင်းမာသွားခဲ့တယ်ဘာဖြစ်လို့လဲသူမေးလိုက်တယ်ဖုန်းတစ်ဖက်ကစကားတခွန်းထွက်လာခဲ့တယ်မင်းရဲ့အတိတ်ကိုသိတဲ့လူနိုးလာပြီးအဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်အောင်ခန့်ရဲ့နှလုံးခုန်တန်းရက်သွားသလိုခံစားလိုက်ရတယ်သစင်လဲအံ့ဩသွားခဲ့တယ်အတိတ်ကိုသိတဲ့လူသူမတိုးတိုးလေးရေရွတ်လိုက်တယ်အောင်ခန့်ကသစင်ကိုကြည့်လိုက်တယ်သစင်ကလည်းသူ့ကိုပြန်ကြည့်နေခဲ့တယ်မိုးရေတွေကြားထဲမှာသူတို့နှစ်ယောက်လုံးသိကျင်နေတဲ့အမှန်တရားကနီးလာနေပြီဖတ်ရှစ်မှာဆက်ကြမယ်